belly fat တွေကိုလေးလေးမြဲမြဲဖယ်ရှားပစ်ဖို့လေ့ကျင့်ခန်းတွေရှာနေလားဘိုက်စီကြစေမဲ့လေ့ကျင့်ခန်းတွေများစွာရှိရတဲ့ကမှအားရသားဆိုင်ရာကျွမ်းကျင်သူတွေကိုယ်တိုင် approve ပေးထားတဲ့အထက်ရောက်ဆုံးလေ့ကျင့်ခန်းတွေကိုဒီဗီဒီယိုမှာလုပ်ပြပေးပါမယ်။ Russian twist ခါးကိုပဲညာလဲပြီးကစားရတဲ့အတွက်ခါးဘေးလိုင်း area နဲ့ core muscle တွေကိုအဓိကအထက်ရောက်မှုရှိစေပါတယ်။ medicine ball ဒါမှမဟုတ် dumbbell နဲ့လည်းကစားနိုင်ကြလို့ကရိယာလို့ Bollywood အနေနဲ့လည်းကစားလို့ရပါတယ်။နှစ် jump squat jump squat ကိုပေါင်းစပ်ထားတဲ့ဒီလေ့ကျင့်ခန်းဟာဆိုရင်ခန္ဓာကိုယ်အောက်ပိုင်းကြက်ခိုင်မှုအတွက်ပြစ်မှတ်ထားပြီး one by area တစ်ဝိုက်ကအစီအဝေးတွေကိုလောင်ကျွမ်းစေဖို့ကူညီပေးပါတယ်။ jumping squat ကိုတစ်ဆက်တည်းပြင်းပြင်းထန်ထန်လှုပ်ရှားကစားရတဲ့အတွက် calorie မြင့်မြတ်လောင်ကျွမ်းစေပြီး one by နဲ့ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကိုချစ်လက်တန်ပါစေပါတယ်။၃ hanging leg rises ဘာကွင်ဒါမှမဟုတ်ဘာထဲမှာခိုးပြီးချက်တောင်းမြောက်ပေးရမယ်လေ့ကျင့်ခန်းဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကအစီစုလွယ်တဲ့ lower abs ကြွက်သားပြည့်တစ်ဝိုက်ကအစီဘိုတွေကိုလောင်ကျွမ်းစေဖို့အလွန်ထိရောက်မှုရှိပါတယ်။၄ plan to shoulder tap plan position နဲ့ဘိုက်ကြွက်သားတွေရဲ့တည်ငြိမ်မှုကိုထိန်းထားပြီးဘယ်ညာတလဲစီ shoulder tap ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကဒီ core muscle တွေရဲ့ strength ကိုတက်စေပြီး one by area ကအစီတွေကိုထိရောက်စွာလောင်ကျွမ်းစေနိုင်ဆိုင်ရှိပါတယ်။ကားအပြင်ပခုံးလက်မောင်းနဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာဆက်အချို့အထိကိုလည်းထိရောက်မှုရှိစေပါတယ်။